1922 ခုနှစ်ဂျာမနီနိုင်ငံကတိတ်ဆိတ်တဲ့လေယာဉ်အင်းကြီးတစ်လုံးမှာမိသားစုဝင်6ယောက်လုံးအသက်ခံခဲ့ရပါတယ်။ဒါပေမဲ့ဒီအမှုကိုကဘာကျော်စီခဲ့တာကတော့လူ6ယောက်လုံးထိဆုံးခဲ့လို့မဟုတ်ပါဘူး။လူသက်သမားဟာလူသက်ပြီးတဲ့နောက်မှာအဲ့ဒီအိမ်မှာရက်အနှိမ့်ငယ်ဆက်နေနိုင်ခဲ့တယ်လို့ယုံကြည်ရတဲ့သက်သေရှိနေလို့ပါ။မိဘကဆက်ပြီးတော့မီးလောင်နေတယ်။နွားတွေကိုအစာကျွေးထားတယ်။အိမ်ထဲမှာတယောက်ယောက်နေခဲ့တယ်လို့လက္ခဏာတွေခြံနေခဲ့တယ်။ဒါဆိုရင်လူသက်သမားကဘာကြောင့်မပြီးခဲ့တာလဲသူဘာကိုစောင့်နေတာလဲဒါမှမဟုတ်သူကအိမ်ထဲမှာအရင်ကတည်းကပဲပုံနေခဲ့တာလားဒီနေ့ Black Fire မှာဂျာမနီနိုင်ငံရဲ့နှစ်ပေါင်း100ကျော်ကြာတဲ့အထိဖြေမရသေးတဲ့ Hinterkaifeck လူသတ်မှုအကြောင်းကိုသမိုင်းမှတ်တမ်းတွေစုံစမ်းစစ်ဆေးမှုမှတ်တမ်းတွေနဲ့နာမည်ကြီး theory တွေကိုအခြေခံပြီးအစားဆုံးလေ့လာတော့မှာပဲဖြစ်ပါတယ်အမှန်တရားဟာတခါတလေလူတွေယုံကြည်ထားတာတက်ပို့ပြီးတော့ကြောက်စရာကောင်းနေတတ်ပါတယ်မင်္ဂလာပါ Black Fire မှာကြိုဆိုပါတယ်ဒီ channel မှာတော့ကမ္ဘာတဝန်းကတကယ်ဖြစ်ရမယ့်လူသတ်မှုတွေမဖြစ်ရှင်းနိုင်သေးတဲ့လှုပ်ဝက်စမ်းကြယ်မှုတွေတမိုင်းနောက်ွယ်ကအမှောက်ဖိုင်းတွေကိုအထောက်ထားတွေနဲ့တကွတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တကယ်လို့ဒီလို true crime နဲ့ misery အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ကဲအဲဆိုရင်ဒီအမှောက်ဖိုင်းကိုဒီလိုဖွင့်ကြည့်လိုက်ရအောင်Hinterkaifeck ဆိုတာဘယ်လိုနေရလဲဒီနေ့ကျွန်တော်တို့ပြောမယ့်အမှုက1922ခုနှစ်ဂျာမနီနိုင်ငံဘယ်ဗရီးရီးယားဒေသမှာHinterkaifeckလို့ခေါ်တဲ့လေယာဉ်အငယ်လေးမှာဖြစ်ပွားခဲ့တာပါဒီအချိန်မှာအဲ့ဒီနေရာကမြို့နဲ့အတော်လေးကိုဝေးပါတယ်ပဝန်းကျင်မှာအိမ်နည်းနည်းပဲရှိပြီးတော့ညရောက်ရင်အတန်ဆိုးလို့လေတိုက်တန်နဲ့တိရစ္ဆာန်အတန်တွေကလွဲပြီးတော့ဘာမှမကြားရတဲ့နေရာပါဒီလိုတိတ်ဆိတ်တဲ့နေရာမှာနှစ်ပေါင်း100ကျော်တဲ့အထိလူတွေကိုအံ့ဩစေတဲ့လူသတ်မှုတစ်ခုဖြစ်ပွားတော့မှာပါဒါပေမဲ့ဒီအဖြစ်ဆိုးမတိုင်ခင်တစုံတစ်ခုကစပြီးတော့ဖြစ်ပျက်နေခဲ့ပါတယ်တိတ်ဆိတ်တဲ့လေယာဉ်အိမ်ရဲ့ညှို့ဝှက်ချက်ဒီအမှုဖြစ်ပွားခဲ့တဲ့ Hinterkaifeck လေယာဉ်အိမ်မှာနေထိုင်ခဲ့တာကတော့ Gruber မိသားစုပဲဖြစ်ပါတယ်အိမ်တော်ဦးစီးက Andries Gruber အသက်63နှစ်ရှိပြီးတော့လေယာဉ်လို့ကိုအဓိကလုပ်ကင်ခဲ့တဲ့လူပါသူဇနီး Cecilia Gruberသမီးဖြစ်သူ Victoria Gabriel နဲ့မိနှစ်ယောက်ဖြစ်တဲ့ Cecilia နဲ့ Joseph တို့ဟာအဲ့ဒီအိမ်မှာအတူတူနေထိုင်နေကြပါတယ်1922ခုနှစ်မတ်လ31ရက်နေ့မှာတော့ Mariana Baumgartner ဆိုတဲ့မျိုးသမီးတစ်ယောက်ဟာအင်ယံကူဖြစ်အလုပ်ဆောင်ဝင်ခဲ့ပါတယ်သူမှမသိခဲ့တာကအဲ့ဒီနေ့ဟာသူ့ဘဝရဲ့နောက်ဆုံးနေ့ဖြစ်လာမယ့်နေ့ဆိုတာပါပဲဒါပေမဲ့ဒီအိမ်မှာထူးဆန်းတာတွေဟာလူသတ်မှုမတိုင်ခင်ရက်အနည်းငယ်ကလေးကစတင်နေခဲ့ပါတယ်Andries Gruber ဟာတနေ့မှလေထဲကနေပြီးတော့အိမ်ပြန်လာရင်းနဲ့မင်းပေါ်မှာခြေရာတွေကိုတွေ့ခဲ့ပါတယ်။အဲ့ဒီခြေရာတွေကအိမ်ဘက်ကိုဥတီလာပါတယ်။ဒါပေမဲ့သူဘလောက်ပဲရှာရှာပြန်ထွက်သွားတဲ့ခြေရာကိုတော့တစ်ခုမှမတွေ့ခဲ့ရပါဘူး။အဲ့ဒီအချိန်မှာ Andries ကတယောက်ယောက်အိမ်ထဲမှာရှိနေနိုင်တယ်လို့တန်တရားဝင်ခဲ့တယ်ဆိုပြီးတော့နောက်ပိုင်းမှတန်းတွေမှာပေါ်ပြထားခဲ့ပါတယ်။ဒါပေမဲ့သူဘသူ့ကိုမှမတွေ့ခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့ညဘက်ရောက်တိုင်းအမိုးပေါ်ကနေတယောက်ယောက်လမ်းလျှောက်နေသလိုခြေတန်းတွေကြားနေရတယ်လို့ Andries ကပြောခဲ့ပါတယ်။သူအမိုးတက်ကိုတက်ရှာခဲ့ပေမဲ့ဘယ်သူမှရှိမနေခဲ့ပါဘူး။နောက်ထပ်ထူးဆန်းတာတစ်ခုကတော့အိမ်တော့တစ်ချောင်းပျောက်ဆုံးသွားတာပါ။မိသားစုဝင်တွေကဘယ်သူမှမယူထားကြောင်းပြောခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာအိမ်အနီးနားမှာမသိတဲ့သတင်းစာတစ်စောင်လည်းတွေ့ခဲ့ရပါတယ်။ဘယ်သူယူလာတာလဲ။ဘာကြောင့်အဲ့ဒီနေရာမှာရှိနေတာလဲ။ဒီမိကုန်းတွေကအဖြေမရခဲ့ပါဘူး။အရေးကြီးတဲ့မှတ်တမ်းတစ်ခုဒီနေရာမှာလူအများပြောနေကြတဲ့တရေချုပ်တယ်ဆိုတဲ့ကောလာဟာလာတွေကိုလည်းပြောချင်ပါတယ်။လူသက်မှုမတိုင်ခင်အိမ်ကူဟောင်းတယောက်ကဒီအိမ်မှာထူးဆန်းတဲ့အတန်တွေကြားရတယ်ကြောက်လို့အလုံးမလုံးနိုင်တော့ဘူးဆိုပြီးတော့လှုပ်ထွက်သွားခဲ့တယ်လို့မှတ်တမ်းတချို့မှာဖော်ပြထားပါတယ်။ဒါပေမဲ့အဲ့ဒီအချက်ဟာတရေရှိတယ်ဆိုတဲ့သက်သေမဟုတ်ပါဘူး။အဲ့ဒါဟာအိမ်ကူရဲ့ကိုယ်ပိုင်ခံစားချက်ဖြစ်ပြီးတော့ယနေ့ဒီဘာကြောင့်ကြောက်ခဲ့တယ်ဆိုတာကိုဘယ်သူမှမသိခဲ့ပါဘူးဒီလိုနဲ့1982ခုနှစ်မတ်လ31ရက်နေ့ညကိုရောက်လာခဲ့ပါတယ်အဲ့ဒီညမှာတိတ်ဆိတ်နေတဲ့ Hinterkaifeck လေယာဉ်အိမ်ထဲမှာဘယ်သူမှမမြင်နိုင်ခဲ့တဲ့ဘယ်သူမှမတားဆီးနိုင်ခဲ့တဲ့သမိုင်းဝင်လူသတ်မှုတခုစတင်တော့မှာပါဆက်လက်ပြီးတော့လူသတ်မှုဖြစ်ပွားခဲ့တဲ့ညကိုစုံစမ်းရေးမှတ်တမ်းတွေအရပြန်လည်တိစောက်သွားပြီးလေ့လာလိုက်ကြရအောင်သိချင်းတွေကစတင်ခဲ့တဲ့ည
1922ခုနှစ်မတ်လ31ရက်နေ့တောက်ကြနေညနေဟိုင်နာကဲဖက်လေယာအိမ်မှာနေ့တစ်နေ့ဟာတာမန်လူပဲကုံဆုံးသွားခဲ့ပါတယ်။လေယာအလုပ်တွေပြီးသွားတယ်။တိရစ္ဆာန်တွေကိုအစာကျွေးပြီးအပြင်မှာတော့နေဝင်စားပြုတ်နေပါပြီ။အဲ့ဒီနေ့မှာအင်ကူအစ်စ်မော်ရီယာဘော့ကာဒနာဟာအလုပ်စဝင်တဲ့ပထမဆုံးနေ့ပါ။သူမကဒီအိမ်မှာဘာတွေဖြစ်တော့မယ်ဆိုတာလုံးဝမသိခဲ့ပါဘူး။ဒီညမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုဘယ်သူမှမျက်မြင်မတွေ့ခဲ့ပါဘူး။အသက်ရှင်ချမ်းရတဲ့တက်တီတယောက်မှမရှိခဲ့လို့ပါ။ဒါကြောင့်အခုပြောမယ့်အပိုင်းဟာမူကင်းစစ်ဆေးရေးမှတ်တမ်းတွေအလောင်းတွေ့ရှိတဲ့အနေအထားနဲ့စုံစမ်းစစ်ဆေးသူတွေရဲ့ပြန်လည်သုံးသပ်ချက်တွေအပေါ်အခြေခံထားတာဖြစ်ပါတယ်။စုံစမ်းစစ်ဆေးသူတွေရဲ့အယူအဆအရပထမဆုံးအင်ရှင်အန်ဒရစ်ဂရူဘာဟာဂိုဒေါန်ဘက်ကိုထွက်သွားနိုင်ခဲ့ပါတယ်။ဘာကြောင့်ထွက်သွားတာလဲ။တရိษံအတန်ကြားလို့လား။တယောက်ယောက်ခေါ်လို့လား။ဒါမှမဟုတ်ထူးဆန်းတဲ့အရာတစ်ခုခုကိုစစ်ဆေးဖို့လား။ပြင်မရှိခဲ့ပါဘူး။အချိန်နှင်းငယ်အကြာမှာသူ့ဇနီးဆက်စီလီယာလည်းအဲ့ဒီဘက်ကိုရောက်လာတယ်လို့ယူဆကြပါတယ်။ပြီးတော့သမီးဖြစ်သူဗစ်တိုးရီယာနောက်ဆုံး9နှစ်အရွယ်မိမလေးဆက်စီလီယာတယောက်ပြီးတယောက်အဲ့ဒီဂိုဒေါန်ကိုရောက်လာခဲ့ကြပါတယ်။ဒီနေရာမှာစုံစမ်းစစ်ဆေးသူတွေအန်အောခဲ့တဲ့မိကွန်းတစ်ခုရှိပါတယ်။ဘာကြောင့်သူတို့တယောက်ချင်းစီသွားကြခဲ့တာလဲ။တာမန်ချင်းနေမှာအန်ရရှိတယ်ဆိုတာသိရင်သမီးသားစုလုံးအတူတူထွက်လာဖို့ပုံများပါတယ်။ဒါပေမဲ့ဒီအမှုမှာတော့အလောင်းတွေတွေ့ရတဲ့အနေအထားအရသူတို့ဟာအချိန်တစ်ပြိုင်တည်းမဟုတ်ပဲတယောက်ပြီးတယောက်ရောက်လာခဲ့ကြတယ်လို့စုံစမ်းစစ်ဆေးသူတွေကယူဆခဲ့ကြတာပါ။ဂိုဒေါန်ထဲမှာတိတ်ဆိတ်မှုကရုတ်တရက်အဆုံးသတ်သွားခဲ့ပါတယ်။အဲဒီညကလူ၄ယောက်ဟာအသက်ရှင်ပြီးဂိုဒေါန်ထဲကိုဝင်သွားခဲ့ကြပါတယ်။ဒါပေမဲ့ဘယ်သူမှပြန်ထွက်မလာနိုင်တော့ပါဘူး။အဲဒီနောက်လူသက်သမားဟာအိမ်ထဲကိုဝင်သွားခဲ့တယ်လို့စုံစမ်းစစ်ဆေးသူတွေကယူဆကြပါတယ်။အိတ်ခမ်းထဲမှာနှစ်အရွယ်ဂျိုးဆက်ရှိနေပါတယ်။နောက်တစ်ခန်းမှာတော့အင်ကူအသက်မာရီယာဘော့ကန်ဒနာရှိနေပါတယ်။အဲ့ဒီနှစ်ယောက်လည်းအသက်ရှင်မကျန်ခဲ့ပါဘူး။ဒီလိုနဲ့တိတ်ဆိတ်တဲ့လေယာဉ်လေးတစ်လုံးမှာလူ6ယောက်ရဲ့အသက်တွေတညာရဲနဲ့အဆုံးသတ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီအမှုရဲ့အကြောက်ရဆုံးအပိုင်းကလူတက်မှုမဟုတ်သေးပါဘူး။လူတက်မှုပြီးသွားတဲ့နောက်မှာဖြစ်ပျက်ခဲ့တာတွေကဒီအမှုကိုနှစ်ပေါင်း100ကျော်တဲ့အထိလူတွေမမေ့နိုင်တဲ့ mystery တစ်ခုဖြစ်သွားစေခဲ့ပါတယ်။ဆက်ပြီးတော့အင်းချင်းတွေဘာကြောင့်တန်တရားဝင်ခဲ့ကြတာလဲ။ဘာကြောင့်မိဖို့ကဆက်လောင်နေခဲ့တာလဲ။နွားတွေကိုဘသူအစာကျွေးခဲ့တာလဲ။ပြီးတော့လူသက်သမားကအိမ်မှာရက်နှင်းနေဆက်နေခဲ့တဲ့ဆိုတဲ့ theory ဘယ်လိုပေါ်ထက်လာခဲ့တာလဲ။ဒီအကြောင်းတွေကိုဆက်လက်လေ့လာလိုက်ကြရအောင်။တိတ်ဆိတ်နေတဲ့လေယာအိမ်လူသတ်မှုဖြစ်ပွားခဲ့တဲ့1922ခုနှစ်မတ်လ31ရက်နောက်ပိုင်းအင်နာကဲဖက်လေယာအိမ်ဟာရုတ်တရက်တိတ်ဆိတ်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုကအင်းကြီးချင်းတွေကိုပို့ပြီးတန်တရားဝင်စေခဲ့ပါတယ်။ဧပြီလ1ရက်ကျောင်းဆရာမတွေတတိထားမိတာကအသက်9နှစ်အရွယ်ဆယ်စီလီယာဂေဘရီယယ်ကျောင်းမလာခဲ့ပါဘူး။အစမှာတော့နေမကောင်းလို့ဖြစ်မှာပေါ့လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်နေ့သူမလာသေးပါဘူး။တစ်ဖက်မှာလည်းစာပူသမားကအိမ်ကိုသွားခဲ့ပါတယ်။တကားခောက်တယ်ဘယ်သူမှမဖွင့်ဘူး။ဒါပေမဲ့အိမ်ကစွန့်ပစ်ထားတဲ့ပုံတော့မပေါ်ပါဘူး။အိမ်ကြီးချင်းတချို့ကတော့ညဘက်မှာမိဖို့ခေါင်းတိုင်ကနေပြီးတော့မိဖို့တွေထွက်နေတာကိုတွေးခဲ့ကြတယ်လို့နောက်ပိုင်းမှာထွက်ဆိုခဲ့ကြပါတယ်။တချို့ကတရိษံတွေအော်တန်ကြားရတယ်လို့လည်းပြောကြပါတယ်။ဒီအချက်တွေကြောင့်အိမ်ထဲမှာတယောက်ယောက်ရှိနေသေးတာလားဆိုရဲတန်တရားတွေဟာပိုပြီးကြီးမားလာပါတော့တယ်။ဧပြီလ4ရက်နောက်ဆုံးမှာတော့အိမ်ကြီးချင်းတွေနဲ့စက်ပြင်သမား2ယောက်နဲ့အတူဒေသခံတချို့ဟာလေယာဉ်ကိုတွားကြည့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။တကားကိုဖွင့်ပြီးတော့အိမ်ထဲဝင်သွားတဲ့အချိန်အရာအလုံးဟာပုံမှန်လိုပါပဲ။ဒါပေမဲ့ဂိုးတော်တကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့သူတို့ရှေ့မှာမယုံနိုင်စရာမြင်ကွင်းတစ်ခုပေါ်လာခဲ့ပါတယ်။မြေကြီးပေါ်မှာအန်ဒရစ်ဂရူဘာဆာစီလီယာဂရူဘာဗစ်တိုးရီယာဂရေဘရီယယ်နဲ့9နှစ်အရွယ်ဆာစီလီယာဂရေဘရီယယ်၄ယောက်လုံးတိတ်ဆုံးနေခဲ့ကြပါတယ်။သူတို့အိမ်ထဲကိုပြေးဝင်သွားပြီးကျန်တဲ့မိသားစုဝင်တွေကိုလိုက်ရှာခဲ့ကြပါတယ်။အိတ်ခမ်းထဲမှာ2နှစ်အရွယ်ဂျိုးဆက်တက်မရှိတော့ပါဘူး။နောက်ထပ်အခန်းတစ်ခုမှာမာရီယာဘော့ကန်နာလည်းတိတ်ဆုံးနေခဲ့ပါတယ်။ရဲရီရောက်လာတဲ့အချိန်အခင်းဖြစ်ရာကိုစုံစမ်းစစ်ဆေးတဲ့အခါမှာစုံစမ်းစစ်ဆေးသူတွေသတိထားမိတဲ့အချက်တချို့ရှိပါတယ်။အိမ်ထဲမှာအစားအစာတွေအကုန်မကုန်သေးပါဘူး။မိဖို့ကိုလည်းမကြသေးခင်ကအသုံးပြုထားသလိုတွေ့ရပါတယ်။အရေးကြီးဆုံးကတရိษံတွေအစားစားရတဲ့လက္ခဏာရှိနေပါတယ်။ဒီနေရာမှာ theory တစ်ခုပ
ပေါ်လာပါတယ်လူသက်သမားဟာလူသက်မှုပြီးသွားတဲ့နောက်အိမ်ထဲမှာရက်အနှဲငယ်ဆက်နေနိုင်ခဲ့တဲ့ theory တွေကိုထောက်ခံသူတွေကမိဖို့အသုံးပြုထားတာတိရစ္ဆာန်တွေကို cue ဆိုင်ထားတာအဲ့ဒီချက်တွေကိုအခြေခံပါတယ်ဒါပေမဲ့ဒါဟာအတီးပြုထားတဲ့အချက်မဟုတ်ပါဘူးဘလောက်ကြာခဲ့လဲတကယ်နေခဲ့သလားအခုထိသက်တွေမလုံလောက်သေးပါဘူးဒါပေမဲ့ဒီအမှုမှာပိုပြီးကြောက်စရာကောင်းတာကလူသက်သမားကိုဖမ်းဖို့လုံလောက်တဲ့သက်တွေရှိခဲ့ပေမဲ့သူဘသူလဲဆိုတာယနေ့အထိမသိရသေးတာပါဆက်ပြီးတော့ရဲရီဘာသက်တွေကိုရှာတွေ့ခဲ့တယ်လဲဘသူတွေကအဓိကတန်တရားရှိသူဖြစ်လာခဲ့တယ်လဲပြီးတော့ဒီအမှုမှာအများဆုံးပြောကြတဲ့ theory တွေကိုတစ်ခုချင်းစီခွဲခြားစိတ်ပြပြီးလေ့လာသွားကြည့်ရအောင်တန်တရားရှိသူတွေဒါပေမဲ့ဘသူမှအပြစ်မရှိဘူးအလောင်း6လောင်းကိုတွေ့ရှိပြီးတဲ့နောက်ဂျာမနီနိုင်ငံရဲတပ်ဖွဲ့ဟာအမှုကိုအမြန်ဆုံးဖော်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူတို့ရင်ဆိုင်နေရတဲ့ပြဿနာကအခင်းဖြစ်ရာနေရာဟာတေချာမထိမ့်သိမ့်နိုင်တော့တာပါအလောင်းတွေကိုမတွေ့ခင်ရွာသားတွေအိမ်ကြီးချင်းတွေစူးစမ်းကျင်တဲ့လူတွေအခင်းဖြစ်ရာတွေကိုဝင်ထွက်နေခဲ့ကြတာပါအဲ့ဒီခေတ်မှာ crime science ကိုဒီနေ့ခေတ်လိုမျိုးသစိတ်ခတ်ပြီးတော့မပိန်ထားနိုင်သေးပါဘူးအဲ့ဒါကြောင့်ခြေရာတွေလက်ပွေတွေတခြားသက်သေအထောက်အထားတွေပျက်စီးသွားနိုင်တယ်လို့နောက်ပိုင်းမှုခင်းပညာရှင်တွေကသုံးသပ်ခဲ့ကြပါတယ်တန်တရားရှိသူနံပါတ်1 Carl Gabriel Victoria ရဲ့ခင်ဘူးဖြစ်သူ Carl Gabriel ဟာပထမကမ္ဘာစစ်မှာတည်ဆုံးခဲ့တယ်လို့စစ်တပ်မှတ်တမ်းတွေမှာဖော်ပြထားပါတယ်ဒါပေမဲ့သူမတည်သေးဘူးလျှို့ဝှက်စာပြန်လာပြီးတော့လက်စားချေခဲ့တာဆိုတဲ့ကောလာဟာလာတွေနှစ်ပေါင်းများစွာထွက်ပေါ်ခဲ့ပါတယ်ဒါပေမဲ့ဒီ theory ကိုထောက်ခံနိုင်တဲ့ခိုင်မာတဲ့သက်သေမရှိပါဘူးသမိုင်းပညာရှင်အများစုက Carl Gabriel ဟာစစ်အတွင်းမှာတည်ဆုံးခဲ့တယ်ဆိုတဲ့မှတ်တမ်းကိုပိုပြီးယုံကြည်ကြပါတယ်တန်တရားရှိသူနံပါတ်2 Laurent Schellenberger ဒီနာမည်ကဒီအမှုနဲ့ပတ်သက်ပြီးအကျော်ကြားဆုံးတန်တရားရှိသူဖြစ်ပါတယ်သူဟာ Victoria ရဲ့ရင်းနှီးခဲ့မှုတဲ့ဒေသခံလယ်သမားတစ်ယောက်ပါအချို့ကဂျိုးဆက်ရဲ့ဖခင်ရင်ဖြစ်နိုင်တယ်လို့တော့ယူဆခဲ့ကြပါတယ်ဒါပေမဲ့ဒီအချက်ကိုအတည်ပြုထားတဲ့သက်သေတော့မရှိပါဘူးပိုပြီးထူးဆန်းတာကအလောင်းတွေကိုရှာတွေ့တဲ့နေ့ Lawrence ဟာကိုးတောင်ကိုအရင်ဝင်သွားခဲ့တယ်လို့သက်သေထွက်ဆိုချက်တချို့မှာဖော်ပြထားပါတယ်နောက်ပြီးသူဟာအိမ်ထဲကိုဝင်ပြီးတော့တကားအချို့ကိုအလွယ်တကူပွင့်နိုင်ခဲ့တယ်ဆိုတာကြောင့်အိမ်ကိုကောင်းကောင်းသိနေတဲ့သူလားဆိုတဲ့တန်တရားတွေပုံများလာခဲ့ပါတယ်ဒါပေမဲ့ရဲတွေကနှစ်ပေါင်းများစွာစစ်ဆေးခဲ့ပေမဲ့သူ့ကိုအပြစ်ရှိကြောင်းသက်သေမပြနိုင်ခဲ့ပါဘူးတန်တရားရှိသူနံပါတ်3မိမသိလူစိန်ဒီ theory ကတော့ဦးသက်သမားဟာအိမ်ထဲမှာရက်အတော်ကြာပေါအောင်နေနိုင်ခဲ့တယ်ဆိုတဲ့အယူဆပေါ်အခြေခံထားပါတယ်နှင်းပေါ်ကခြေရာတွေအမိုးပေါ်ကခြေတံတွေပျောက်ဆုံးသွားတဲ့တော့တစ်ချောင်းဒီချက်တွေကိုဆက်ဆက်ပြီးလူစိမ်းတယောက်ကျူတင်ဝင်ရောက်ခဲ့တာဖြစ်နိုင်တယ်လို့သူသိသူတွေကယူဆကြပါတယ်ဒါပေမဲ့ဒီ theory ဟာလည်းအတည်ပြုနိုင်တဲ့သက်သေတော့မရှိခဲ့ပါဘူးဒီအမှုမှာတန်တရားရှိသူတွေအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့တန်တရားနဲ့အပြစ်ရှိတာကမတူပါဘူးယနေ့အထိဘသူ့ကိုမှလူသက်သမားအဖြစ်အတည်မပြုနိုင်သေးပါဘူးဒါကြောင့်အင်တာဂိတ်ဖတ်လူသက်မှုဟာဂျာမနီနိုင်ငံရဲ့အကြီးမားဆုံးမဖြေရှင်းနိုင်သေးတဲ့အမှုတစ်ခုအဖြစ်ယနေ့ထိမှတ်တမ်းဝင်နေစေဖြစ်ပါတယ်ဆက်ပြီးတော့အမှုနဲ့ပတ်သက်တဲ့အကျော်ကြားဆုံး theory 3ခုကိုသက်သေအထောက်အထားတွေနဲ့နှိုင်းယှဉ်ပြီးဘယ် theory ကယုံကြည်ရဆုံးလဲ Black Fine ကသုံးသပ်ပြီးသွားပါမယ်လူသက်သမားကဘယ်သူဖြစ်နိုင်ကြလဲခုချိန်အထိအင်တာဂိတ်ဖတ်လူသက်မှုဟာတရားဝင်အဖြစ်မရှိသေးတဲ့အမှုတစ်ခုပါဒါပေမဲ့နှစ်ပေါင်း100ကျော်အတွင်းသူသိသူတွေမူကြီးပညာရှင်တွေနဲ့သမိုင်းလေ့လာသူတွေက theory မျိုးမျိုးတင်ပြခဲ့ကြပါတယ်ဒီအပိုင်းမှာတော့အထင်ရှားဆုံး theory 3ခုကိုကျွန်တော်တို့ Black Fine နဲ့အတူစမ်းစစ်ကြည့်လိုက်ရအောင် theory 1လူသက်သမားဟာအင်ကိုသိတဲ့သူ theory ဟာကျွမ်းကျင်သူအများစုစဉ်းစားခဲ့တဲ့အယူအဆပါဘာကြောင့်လဲအင်ကတီးခြားနေရာမှာရှိတယ်အပြင်လူတယောက်အတွက်ဘယ်အခန်းကဘာရှိတယ်တရိษံထားတဲ့နေရာဂိုးတော်ဝင်ပေါက်ဓာတ်တွေကိုချက်ချင်းသိဖို့မလွယ်ပါဘူးဒါအပြင်လူသက်ပြီးတဲ့နောက်မှာတော့တရိษံတွေကိုဆက်ပြီးအစာကျွေးရတယ်လို့ယူဆရတဲ့အချက်ကလေယာအလုံးနဲ့ရင်းနှီးတဲ့သူဖြစ်နိုင်တယ်ဆိုတဲ့အယူဆကိုပိုပြီးအားကောင်းစေပါတယ်ဒါပေမဲ့ဘယ်လိုလဲဆိုတာအတိမပြုတ်နိုင်ခဲ့ပါဘူး theory နဲ့လူသက်သမားဟာအိမ်ထဲမှာကျူပုံးနေခဲ့တယ်ဒီ theory ကိုထောက်ခံတဲ့သူတွေကလူသက်မှုမတိုင်ခင်နှင်းပေါ်ကခြေရအမိုးဓာတ်ကခြေလံပျောက်ဆုံးသွားတဲ့တော့တချောင်းဒီအချက်တွေကိုအခြေခံကြပါတယ်တကယ်လို့လူသက်သမားက
အမိုးထက်ဒါမှမဟုတ်ဂိုးတောင်တနေရာမှာရက်အတော်ကြာပုံနေခဲ့ရင်ဒီလိုထူးဆန်းတဲ့အဖြစ်အပျက်တွေကိုရှင်းပြနိုင်ပါတယ်ဒါပေမဲ့အိမ်ထဲမှာအကြာကြီးပုံနေနိုင်ခဲ့တဲ့ဆိုတဲ့ဓာတ်ရိုက်သက်သေတော့မရှိခဲ့ပါဘူး theory 3ငွေကြေးအတွက်တတ်တာလားပုံမှန်အားဖြင့်လူသတ်မှုတစ်ခုဖြစ်ရင်ရဲတွေပထမဆုံးစစ်တာကလူရမှုရှိမရှိပါပဲဒါပေမဲ့ Hannah Keifer အမှုမှာငွေသားတချို့နဲ့တန်ဖိုးရှိတဲ့ပစ္စည်းတချို့မပြောက်ခဲ့ပါဘူးဒါကြောင့်လူရဲကိုတက်လာတက်တာတော့မဟုတ်နိုင်ဘူးလို့စုံစမ်းစစ်ဆေးသူတွေအများစုကယူဆခဲ့ကြပါတယ် theory တွေအများကြီးရှိပေမဲ့တစ်ခုချင်းစီမှာအားနည်းချက်တွေရှိနေပါတယ်အဲဒါကြောင့်ဒီအမှုကယနေ့အထိအပြည့်မရသေးတဲ့ mystery တစ်ခုအဖြစ်ကျန်ရှိနေသေးပါဒါပေမဲ့ကျွန်တော်တို့ black file အနေနဲ့သက်သေအထောက်အထားတွေကိုကြည့်လိုက်ရင်လူသက်သမားဟာမိသားစုကိုတီချွမ်းတဲ့သူဒါမှမဟုတ်ရင်လေယာကိုရင်းနှီးတဲ့သူဖြစ်နိုင်တယ်ဆိုတဲ့ theory ကအခြား theory တွေထက်အနည်းငယ်ပိုပြီးဖြစ်နိုင်ခြေရှိတယ်လို့မြင်ပါတယ်ဒါပေမဲ့ဒီ theory ဟာကျွန်တော်တို့ black file ရဲ့သက်သေအထောက်အထားဖို့အခြေခံနဲ့သုံးသက်ချက်သာဖြစ်ပြီးတော့အတည်ပြုထားတဲ့အဖြစ်တော့မဟုတ်ပါဘူးဆက်ပြီးတော့ဒီအမှုကနေဘာတွေသိနေနိုင်လဲဘာကြောင့်နှစ်တရာကျော်အထိအပြည့်မရခဲ့တာလဲပြီးတော့ဒီအမှုဟာယနေ့အထိဘာကြောင့်လူတွေကိုဆွဲဆောင်နေစေလဲအဲ့ဒါတွေကိုကျွန်တော်တို့ black file နဲ့အတူအဆုံးသတ်လိုက်ကြရအောင်မောင်ဖိုင်နီကုန်း1922ခုနှစ်တိတ်ဆိတ်တဲ့လေယာဉ်လေးတစ်လုံးမှာမိသားစုဝင်6ယောက်ရဲ့ဘဝဟာတညာရဲနဲ့အဆုံးသတ်သွားခဲ့ပါတယ်အဲ့ဒီနေ့ကနေနှစ်ပေါင်း100ကျော်ကြာတဲ့အထိရဲတပ်ဖွဲ့ဟာတန်တရားရှိသူအများပြားကိုစစ်ဆေးခဲ့ပါတယ်တပ်တီအထောက်ထားတွေကိုပြန်လည်သုံးသပ်ခဲ့တဲ့ဤပညာတိုးတက်လာတဲ့ခင်မှာလည်းအမှုကိုပြန်ဖွင့်ပြီးတော့လေ့လာခဲ့ကြပါတယ်ဒါပေမဲ့လူသက်သမားကဘယ်သူလဲဆိုတဲ့မေးခွန်းကတော့ဒီနေ့အထိအပြည့်မရသေးပါဘူးဒီအမှုကလူ6ယောက်အသက်ဆုံးရှုံးခဲ့တဲ့လူသက်မှုတစ်ခုတည်းပို့ပြီးတော့အထိပ္ပယ်ရှိပါတယ်အမှန်တရားဟာတခါတလေမျက်စိရှိမှရှိနေပေမဲ့သက်တည်အထောက်ထားမလုံလောက်ရင်အဖြစ်တစ်ခုအဖြစ်သက်တည်မပြနိုင်ဘူးဆိုတာဒီအမှုကသက်တည်ပြခဲ့ပါတယ် black file အနေနဲ့ကျွန်တော်တို့ပြန်လည်သုံးသပ်ခဲ့တဲ့သက်တည်အထောက်ထားတွေအရလူသက်သမားဟာလေယာနဲ့ရင်းနေသူဒါမှမဟုတ်မိသားစုကိုတည်ကျွမ်းသူဖြစ်နိုင်တယ်ဆိုတဲ့အယူဆကရှား theory တွေတက်ပိုပြီးဖြစ်နိုင်ခြေရှိတယ်လို့မြင်ပါတယ်ဒါပေမဲ့ဒါဟာ black file ရဲ့သုံးသပ်ချက်တစ်ခုသာဖြစ်ပြီးတော့အမှုရဲ့တရားဝင်ဖြေတော့မဟုတ်ပါဘူးအခုဒီမိကုံကိုကြည့်နေတဲ့မိတ်ဆွေစီကိုလွှဲပေးချင်ပါတယ်မိတ်ဆွေကသာစုံတော့တယောက်ဖြစ်ခဲ့မယ်ဆိုရင်Hannah Keiferလူသက်မှုရဲ့တရားခံဟာဘယ်သူလို့ထင်ပါသလဲကုန်းမမှာမိတ်ဆွေရဲ့ theory ကိုရေးခဲ့ပါအကယ်၍ဒီလိုအမှောင်တွေကအမှန်တရားတွေမဖြေရှင်းနိုင်သေးတဲ့ crime case တွေနဲ့တမိုင်းနောက်ွယ်ကလူဝက်ဖိုင်တွေကိုဆက်လက်လာခြင်းနဲ့ဆိုရင်တော့ black file ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော် file ကိုပိတ်နိုင်ပါပြီဒါပေမဲ့အမှန်တရားကိုတော့ဘယ်သူမှပိတ်လို့မရပါဘူး this is black file